ပြင်းသစ်ကိုနိုင်ယူပြီးပေါ်တူဂီနဲ့ဘိုလူဝဲမှာထိတ်တိုက်တွေးဆုံတော့မယ်စပိန်အသင်းဘောလုံးပရိသတ်တွေစိတ်ဝင်စားစွာစောင့်မျှော်နေကြတဲ့ UEFA National League ပြိုင်ပွဲကြီးကတော့ရင်ခုန်စရာပွဲစဉ်တွေနဲ့ပြည့်နှက်နေပါတယ်အထူးသဖြင့်ဥရောပရဲ့ထိပ်တန်းအင်အားကြီးနှစ်သင်းဖြစ်တဲ့စပိန်အသင်းနဲ့ပြင်သစ်အသင်းတို့ရဲ့ဆီမီဖိုင်နယ်ပွဲစဉ်ဟာဂိုးတွေအများပြားသွင်းယူခဲ့ကြပြီးပရိသတ်တွေကိုအစားမဆုံးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။အဲ့ရှိအားသန်နဲ့ဇာသမားကောင်းတွေပိုင်ဆိုင်ထားကြတဲ့ဒီနှစ်သင်းစလုံးဟာတိုက်စစ်ဖွင့်ကစားခဲ့ကြတာကြောင့်ပွဲကဂိုးကန်သွင်းမှုများစွာနဲ့ဂိုးပေါင်းများစွာကိုမြင်တွေ့ခဲ့ရတာပါ။ပွဲချိန်မိနစ်60နီးပါးအထိစပိန်အသင်းက၄ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒီလိုဂိုးပြတ်ဦးဆောင်နေတယ်ဆိုပေမဲ့ပြင်သစ်အသင်းကစပိန်ရဲ့တစ်ဖက်သက်ဖိအားပေးနေတာကိုခံရတာမျိုးမဟုတ်ပဲအပြန်အလှန်ထိုးပေါက်တိုက်စစ်ဆင်နေခဲ့ကြတာပါ။ဒါပေမဲ့စပိန်ဂိုးသမားအိုနိုင်းဆိုင်မိုရဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့ပြည်သစ်ရဲ့ဂိုးကန်ခင်မှုတွေကြောင့်ဂိုးရလက်ကအစောပိုင်းမှာစပိန်ဘက်ကတစ်ဖက်သက်လိုဖြစ်နေခဲ့တာပါ။စိတ်ဝင်စားစရာကောင်းတာကတော့ပထမပိုင်းပွဲမပြီးခင်43မိနစ်လောက်မှာစပိန်နောက်ခံလူဝိုက်ဆန်သွင်းယူခဲ့တဲ့ဂိုးတစ်ဂိုးကိုဘာကလူဂျူနယ်လို့သတ်မှတ်ပြီးပယ်ချခဲ့လို့ပြည်သစ်အသင်းတို့တဂိုးတက်တာသွားခဲ့တာပါ။ဒီဂိုးသာမပယ်ခဲ့ရင်စပိန်ကပိုပြီးဂိုးပြတ်ဦးဆောင်နိုင်ခဲ့မှာတေးကြပါတယ်။စပိန်တို့ပထမပိုင်းဂိုးတွေကိုနီကိုဝီလီယန်က22မိနစ်မှာသွင်းယူခဲ့ပြီးမရီနိုက25မိနစ်မှာထပ်မံသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်း54မိနစ်မှာတော့လူငယ်ကျယ်ပွေးလေးလမိုင်းရမယ်ကသူ့ကြောင့်ရတဲ့ပင်နယ်တီကိုကိုယ်တိုင်ကန်သွင်းယူခဲ့ပြီးဂိုးပြအောင်ကူညီခဲ့ပါတယ်။နောက်တစ်မိနစ်ကြာ55မိနစ်မှာပဲပက်ထရီကနီးတက်ကန်သွင်းခဲ့တာကြောင့်စပိန်အသင်းကပွဲချိန်55မိနစ်မှာတင်၄ဂိုးမရှိနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန်59မိနစ်မှာတော့စပိန်ခန်စီကအမ်ဘာဘေကိုဆွဲချခဲ့တာကြောင့်ပြင်သစ်ဘက်ကပင်နယ်တီရရှိခဲ့ပြီးအဘာဘေကိုတိုင်ကပဲအောင်မြင်စွာကန်သွင်းယူခဲ့ပါတယ်။ဒီလိုအပြင်သစ်အတွက်မျှော်လင့်ချက်၄ရောင်တစ်ခုကိုပြန်လည်ဆောင်ကျင်းပေးခဲ့ပါတယ်။ဒါပေမဲ့စပိန်ကတိုက်စစ်ကိုရှော့မချပဲဂိုးရဖို့ဆက်လက်ကြိုးပမ်းခဲ့တာကြောင့်69မိနစ်မှာရာမဲသွင်းယူခဲ့တဲ့နောက်ထပ်တစ်ဂိုးထပ်မံရရှိခဲ့ပြီး9ဂိုးတစ်ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန်85မိနစ်ကျော်မှသာစပိန်အသင်းကခန်စီကိုနည်းနည်းထိုင်ပြီးကစားလာခဲ့တာကြောင့်ပြင်သစ်ကခြေပါဂိုးတွေရဖို့ဒဇက်ကြိုးပမ်းလာခဲ့ကြပါတယ်။ဒီကြိုးစားမှုတွေရဲ့ရလဒ်အနေနဲ့ပွဲချိန်89မိနစ်မှာချာကီကလာလာပါကန်သွင်းတဲ့ဂိုး84မိနစ်မှာစပိန်နောက်ခံလူ VPN ရဲ့အုံဂိုးပြီးတော့ချိန်ပို92မိနစ်နောက်ဆုံးမိနစ်မှာမူအာနီရဲ့သွင်းဂိုးတွေနဲ့ပြန်လည်ရရှိခဲ့ပါတယ်။ပြည်သစ်အသင်းအနေနဲ့အားဂိုးလေးဂိုးထိပြန်လိုက်နိုင်ခဲ့ပေမဲ့ချိန်စစ်သွားခဲ့တာကြောင့်ဆီမီပိုင်နယ်ဆင်းနေပဲကျင်းလိုက်ခဲ့ရပါတယ်။ပရိသတ်တွေအတွက်တော့နောက်ဆုံးမိနစ်အထိရင်ခုန်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီပွဲချိန်ပြီးမှာတော့လက်ရှိချန်ပီယံစပိန်အသင်းနဲ့ပေါ်တူဂီအသင်းတို့ဟာဘောလုံးပွဲကစားရမှာဖြစ်ပြီးဒါမဲ့ဇွန်လ10ရက်နေ့မှာမြူနီမြို့ကအလိုင်းယန်အရီနာကွင်းမှာကစားသွားမှာပဲဖြစ်ပါတယ်။ဒီဘောလုံးပွဲမတိုင်မီစတူဂတ်မြို့မှာဂျာမနီနဲ့ပြင်သစ်အသင်းတို့ကတတိယနေရာလူပွဲကိုကစားရမှာပဲဖြစ်ပါတယ်။ UEFA National League ပြိုင်ပွဲမှာပေါ်တူဂီအသင်းကပထမဆုံးချန်ပီယံဖြစ်ဖူးတဲ့အသင်းဖြစ်ပြီးစပိန်အသင်းကတော့လက်ရှိချန်ပီယံအသင်းဖြစ်တာကြောင့်ဒီဘောလုံးပွဲမှာ UEFA National League ပြိုင်ပွဲမှာချန်ပီယံဆု2ကြိမ်ရရှိတဲ့ပထမဆုံးအသင်းထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ UEFA National League ပြိုင်ပွဲကို3ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပြီး2018-2019 ပြိုင်ပွဲမှာပေါ်တူဂီ2020-2021 ပြိုင်ပွဲမှာပြင်သစ်နဲ့2020-2023 ပြိုင်ပွဲမှာစပိန်တို့ကဗိုလ်ဆွဲထားကြတာပါ။ဒါကြောင့်ဒီနေ့ဖလားကိုဘယ်သူရမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။စပိန်ရဲ့ထူးခြားတဲ့အောင်ပွဲနဲ့အတူ National League ရဲ့နောက်ထပ်သမိုင်းတစ်ခုကိုဆက်လက်ဆောင်မျှော်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီနေ့တက်တဲ့ရဲ့အမားကိုချပြပေး And Liverpool score! It's Mohamed Salah's 100th